ဗီလာရှုံးပွဲပြီးမှာဘရူနိုလုပ်ခဲ့တဲ့ဒီလုပ်ရက်ကတော့အသင်းကောင်းဆောင်ပီတာလုံပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာဗီလာဘတ်မှာအက်စတွန်ဗီလာကို2-1နဲ့ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာအသင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်စ်ရဲ့လေးစားစရာကောင်းတဲ့ခေါင်းဆောင်မှုပုံရိပ်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ဒီပွဲမှာမော်ဂန်ရောဂျာစ်ရဲ့အသင်းကို2ဂိုးကဗီလာအတွက်10ပွဲစတိုက်နိုင်ပွဲနဲ့တူဇယားထိပ်ကအာဆင်နယ်နဲ့3မှတ်ကွာကိုပို့ဆောင်ပေးခဲ့တယ်လို့ယူနိုက်တက်ကတော့မာတီယက်စ်ကူညာရဲ့ခြေပါဂိုးတစ်ဂိုးသာရရှိခဲ့ပြီးတော့အဆင့်900မှာရပ်တည်နေရပါတယ်။ပုံမဆိုးရတဲ့သတင်းကတော့ပထမပိုင်းပြီးမှာဘရူနိုတယောက်ပေါင်နောက်ကြောဒဏ်ရာဟမ်စထရင်ကြောင့်လူစားလဲခံရတာဖြစ်ပြီးတော့ဒါက2020မှာအသင်းကိုရောက်ရှိလာကြတဲ့ကဒဏ်ရာကြောင့်3ပွဲသာလွဲချော်ပြီးတဲ့သူအတွက်ကတော့ရှားပါတဲ့ဒဏ်ရာပြဿနာလည်းဖြစ်ပါတယ်။ဒဏ်ရာကြောင့်ဒုတိယပိုင်းမှာရန်ကုန်ကနေသာကြီးရှုခဲ့ရပေမဲ့ဘရူနိုကပွဲပြီးမှာတော့အသင်းကြီးအတွက်ပွဲထွက်ကစားခွင့်မရသေးတဲ့အသက်19နှစ်အရွယ်လူငယ်ကစားမလေးပင်တီတိုမန်တာကိုပခုံးဖက်ကအားပေးစကားပြောကြားခဲ့တာကိုကင်မရာမန်တန်းတွေတွေ့ရှိခဲ့ရပါတယ်။ကော်ဗီမန်နူပါဝင်အာဖရိကဖလားသွားကစားနေကြတဲ့ကစားမ3ဦးထိမရှိတဲ့အချိန်မှာနီးပြရိုဘင်အမော်ရင်ကလူငယ်ကျဲပွင့်တွေဖြစ်တဲ့ဂျက်ဖလက်ရှာနဲ့ရှီလေစီတို့ကိုထည့်သွင်းအသုံးပြုခဲ့ပြီးမြဲမန်တာတိုကတော့ကစားခွင့်မရခဲ့တာကြောင့်စီနီယာဖြစ်သူဘရူနိုကအခုလိုပဲနွေ့နွေ့ထွေးထွေးနှစ်သိမ့်ပေးခဲ့တာဖြစ်ပါတယ်။ဒီလိုရဲ့ပုံမှာမန်ချက်စတာယူနိုက်ကပရိသတ်တွေကလည်းအသီးသီးချီးကျူးစကားဆိုထားကြပြီးတော့ပရိသတ်တို့ကဒါတကယ်ကောင်းဆောင်စစ်စစ်ရဲ့စိတ်တက်ပဲကိုရိုင်းတန်ရာရထားလို့စိတ်တက်ကြနေမယ်စားအသင်းရဲ့လူငယ်လေးတယောက်မျက်နှာမငယ်အောင်လို့တွားရောက်အားပေးတာကတကယ်ကိုလေးစားစရာပါပဲလို့မှတ်ချက်ပေးသွားခဲ့ပါတယ်။အခြားပရိသတ်တို့ကဘရူနိုကိုဘယ်သူတွေဘယ်လိုပဲဝေဖန်ပါစီသူကဒီအသင်းရဲ့နှလုံးသားဖြစ်ပါတယ်။ရှုံးဝဲကြုံနေရတဲ့အချိန်မှာတောင်မှမျိုးဆက်သစ်တွေအတွက်အမြဲတမ်းနှွေးထွေးတဲ့စီနီယာတယောက်ဖြစ်ပေးနေတာအသင်းရဲ့ယဉ်ကျေးမှုကိုမြင့်တင်ပေးလိုက်တာပါပဲလို့ဝင်ရောက်ရေးသားခဲ့ပါတယ်။နောက်ထပ်ပရိသတ်တို့ကမန်တာတိုထွက်ကတော့ဒီနေ့ကကစားခွင့်မရလို့စိတ်ပျက်စရာဖြစ်နိုင်ပေမဲ့အသင်းကောင်းဆောင်ရဲ့လိုမျိုးပကုံးဖက်အားပေးမှုကသူ့ရဲ့အနာဂတ်အတွက်တမုံမဖြစ်နိုင်တဲ့ခွန်အားတစ်ခုဖြစ်သွားမှာသိကြပါတယ်လို့ထပ်လောင်းရေးသားခဲ့ပါတယ်။နီးပြအမော်ရင်ကဘရူနိုရဲ့တန်ရာဟာကြွသားနဲ့ဆိုင်တဲ့တန်ရာဖြစ်တဲ့အတွက်ကြောင့်တက်တာဖို့ချင်းတော်ကြာယူရနိုင်ကြောင်းဝန်ခံခဲ့တယ်လို့အသင်းရဲ့စင်လာရအကယ်ဒမီကစားမတွေကိုဆက်လက်မြေတောင်မြောက်ပေးနေအပြေရှာသွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။အမော်ရင်ကကျွန်တော်ကနီးပြလောက်သက်6နှစ်ရှိပါပြီ။စပိုတင်းမာတော့ကလည်းအကယ်ဒမီပေါ်မှာပဲအခြေခံခဲ့တာပါလို့ဆိုခဲ့ပြီးတော့လူငယ်တွေကိုအသုံးပြုပြီးတော့အောင်မြင်မှုရအောင်ကြိုးစားသွားမယ့်အကြောင်းအမော်ရင်ကရှင်းလင်းခဲ့ပါတယ်။ညတကလာမယ့်ပွဲစဉ်မှာတော့ Old Trafford ကွင်းမှာ Newcastle အသင်းနဲ့အရေးကြီးတဲ့ပွဲစဉ်ကိုဆက်လက်ရှင်းပြသွားမှာဖြစ်ပါတယ်။ကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ